မင်္ဂလာပါ MD ရမယ်ဗျာ MD တွေဒီမှာ MD ချစ်သူများအပြပေးမယ်ဗျာဒီမှာ MD 09နေရှိမယ် MD အစုံပဲဗျာ MD 07ရှိမယ် MD 03ရှိမယ် MD 1ဘတ်ရှိမယ်ဗျာကြက်ရရွေးအဲ့ဘယ်ဘေးကိုရွေးကြမလဲကိုယ့်အကိုပဲရွေးချက်နိုင်ပါတယ် MD 1ဘတ်ဒီမှာပါကင်ဆိုင်လေးတွေကတော့သိန်း130 118သိန်းဒါ modern 2023ပေါ့နော်ပါကင်ဆိုင်လေးတွေဖြစ်ပါတယ်ဒီဘက်ကတော့ MD 03ရှိမယ် MD 03ရဲ့ဈေးနှုန်းကတော့ကျွန်တော် model 15ကို88သိန်းဝန်းကျင်ရှိမယ်ဒီဘက်ကတော့ MD 07ရှိမယ်120ကျော်ဝန်းကျင်ရှိမယ်ဒီဘက်က MD 09ဗျာ MD 09အမှန်ကဖြုတ်ချင်တယ်မိတ်ဆွေများဒါကတော့မိမိရဲ့ရွေးချယ်မှုပေါ်မူတည်ပါတယ် MD 09လမ်းစဉ်ပါတွေကြီးပဲဗျာဒီကောင်ဆိုရင် model 16ကိုသိန်း200ဝန်းကျင်ဒီကောင်ဆိုရင်တော့188သိန်းလမ်းစဉ်ပါတွေကြီးပဲနော် MD 09နေဒီမှာ3သီးရှိမယ်ရွေးချယ်တာကျွန်တော်အနေလေးရှိမယ်လိန်မော်ရှိမယ်ပါပယ်ရှိမယ် MD 07နေရှိမယ်ကဲဒါဆိုကြက်တာယူလိုက်တော့09ကိုပဲဖြုတ်မလားဒါဆို inline 2ပဲဖြုတ်မလား inline 2တွေဖြုတ်မလား07 03 inline 1 parking site ကိုပဲစီးမလားဒါကတော့ MD ချစ်သူရဲ့စနာဖြစ်ပါတယ်ဒီ site ကလေးဝယ်ပြီးမှဆိုရင်တော့ကျွန်တော်တို့ကိုမျိုးဝင်း cycle showroom ကျွန်တော်တို့မန္တလေးမြို့မှာဝယ်ရရှိနိုင်ပါတယ်အားလုံးကိုကျွန်တော်တို့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ Okay